မင်္ဂလာပါလို့ဦးကနှုတ်ခွန်းဆက်ပါတယ်အခုဦးကဒီညီလေးဥစ္စာကိုပြန်ဖြေခြင်းပါတယ်ဦးနိုင်ငံခြားမှာရပ်တည်နေတာမြန်မာနိုင်ငံရဲ့ပညာရေးပါမြန်မာနိုင်ငံရဲ့ပညာရေးကဦးရဲ့ foundation ပါဦးကမြန်မာနိုင်ငံမှာပညာရေးသင်ကြားပြီးတော့နိုင်ငံခြားမှာအလုပ်လာလုပ်ပါတယ်လုံးတဲ့အခါမှာလည်းမနေ့ပိုင်းဆိုဦးအလုပ်လုပ်ပြီးတော့ညပိုင်းဆိုညချောင်းပြန်တက်ပြီးတော့ဦးစိတ်ဝင်စားတဲ့ဘာသာရပ်တစ်ခုကိုဦးကပြန်သင်ကြားပြီးတော့တိုးတက်အောင်လုပ်ပါတယ်ဒါပေမဲ့ဦးပြောချင်တာကမြန်မာနိုင်ငံမှာပညာတတ်ဖြစ်သွားပြီးနိုင်ငံတော်ကတင်တာမှာကြောက်အရိုင်းတုံးကိုပုံပေါ်အောင်တွေးပေးလိုက်တာဒီကြောက်အရိုင်းတုံးပုံပေါ်လာတဲ့အရိုင်းတုံးကိုနောက်ဆုံး polish တိုက်ပြီးတော့အယောင်တောက်ပအောင်ဈေးကွက်ထဲဝင်အောင်လုပ်ရတာကိုယ့်ကိုလုပ်ရတာပါเนาะဦးကအဲ့လောက်ပဲပြောပါမယ်အဲ့လောက်ဆိုရင်တော့ညီလေးမေးတဲ့မိကုန်းကလုံလောက်ပါပြီနောက်တယောက်မေးထားတဲ့မိကုန်းရှိပါတယ်ဘွဲရပြီးအလုံးအကင်မှာမရတာအလုံးအကင်မှာမပေးတာဥပြောမယ်နိုင်ငံတော်ကပညာတတ်ဖြစ်အောင်ဘွဲရအောင်သင်ပေးမယ်အလုံးအကင်ကဘွဲရပြီးကိုယ့်ကိုရှာရမှာဘယ်နိုင်ငံပဲအစိုးရမှမင်းဘွဲရပြီးငါအလုံးအကင်တန်းပေးမယ်ဆိုမရှိဘူးတရုတ်မှလည်းမရှိဘူးစင်ကာပူမှလည်းမရှိဘူးကိုယ့်ကိုရှာရမှာနော်အဲ့တော့ဦးကဒါပဲပြောအဲ့လိုပြောရေးဆိုရင်ဦးကကတိကပတ်ပြောမှာပေါ့နော်ညီလေးတို့ညီမလေးတို့အိမ်အောင်ပြုတ်တယ်ဆိုရင်ရောညီလေးရဲ့ညီမလေးတွေရဲ့ရီးစားတွေယောက်ျားတွေမိန်းမတွေရောအစိုးရရှာပေးလို့ညီမလေးတို့ညီလေးတို့ကယူတာလားမဟုတ်ပါဘူးညီလေးတို့ညီမလေးတို့တက်ကလို့တက်တာပဲဖြစ်ဖြစ်ကြောင်းမှာပဲဖြစ်ဖြစ်ရီးစားထားတာရောအစိုးရရှာပေးလို့ထားရတာလားမဟုတ်ဘူးမလားအဲ့တော့အဲ့လိုပါပဲကိုကပညာရေး level တစ်ခုထိရောက်သွားပြီဆိုကိုယ့်ဘဝတိုးတက်အောင်ကိုယ့်အလုပ်ကိုရအောင်ကိုယ့်ဟာကိုစူးစမ်းရှာယူရမှာပါနော်အဲ့ဒါမှကိုယ့်ဘဝတိုးတက်မှာပါနောက်တစ်ယောက်မေးတိုင်းမိကုန်ရှိပါအဲ့ဒါညီမလေးထင်ပါမြန်မာနိုင်ငံမှာဘွဲတစ်ခုရတာပါတယ်ဒါပေမဲ့ဆိုတော့ဘာလဲတော့မသိဘူးနော်အလုံးမရတာလားလားသာမကောင်းတာလားโอเคဥကနှစ်ခုလုံးကိုယ့်အသွေးနဲ့ကိုဖြေပြမယ်ပေါ့နော်အလုံးမရအောင်ဆိုရင်ဥကပြပါမယ်ဘွဲတစ်ခုအောင်ရအောင်ယူထားပြီးပြီအလုတ်လေးတော့ရအောင်မရှာနိုင်ဘူးဆိုရင်အပွဲကဘလို့ရလာတာလဲပေါ့နော်စဉ်းစားစရာပေါ့အဲ့တော့ကိုပြန်စဉ်းစားပါကိုဘာကြောင့်အလုပ်မရလဲပေါ့နော်ဒုတိယတစ်ချက်အလုပ်ရပြီလားသာမကောင်းဆိုရင်ကိုပြန်မေးပါကိုလုတ်တဲ့ company မှာပေါ့နော်ကိုလုတ်တဲ့အလုပ်ကကိုအတွက်ဘလောက်ကျွမ်းကျင်နေပြီလဲဘလောက် experience ကျွမ်းကျင်နေပြီလဲနော်ဒီလုပ်ငန်းတစ်ခုလုံးအဲ့လိုမျက်လုံးမှိတ်ပြီးတော့အလုပ်ပြောနိုင်တဲ့အရေးတွေရှိနေပြီလားအဲ့အရေးတွေရှိနေပြီဆိုကိုကရောအဲ့အရေးချင်းနဲ့ last တာဘလောက်မှန်းထားလဲကိုပြန်မေးပါနော်ဦးကအဲ့ဒါပဲပြောချင်ပါဦးပြောချင်တာကဘာသာရေးနိုင်ငံရေးမဟုတ်ပါဘူးဦးပြောချင်တာပညာရေးပါပညာရေးဆိုရင်တော့ဦးကပြောချင်တာကကိုချစ်တဲ့မြန်မာနိုင်ငံညီကိုမောင်နှမအားလုံးအသက်ကြီးသည်ငယ်သည်ဖြစ်စေပညာတတ်ဖြစ်စေချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပညာတတ်ဖြစ်မှကိုကတနေ့ဥဆောင်နိုင်မှာပါဘလို့ဥဆောင်နိုင်မလဲအ ਨੇ ဆုံးကတော့ကိုယ့်ရဲ့မောင်နှမကိုမိသားစုเนาะကိုဥဆောင်မှာပါနိုင်ငံတော်အဆင့်နေမပြောပါဘူးအ ਨੇ ဆုံးကတော့ကိုမိသားစုကိုအတိုင်းဝိုင်းကိုရက်ကွက်ကိုမြို့ရွာမှာကိုဥဆောင်မှာပါပညာမတတ်ခဲ့ရင်ဘာဖြစ်လဲဆိုတော့ပညာမတတ်ခဲ့ဘူး9%ရှိရဘာဖြစ်လဲဆိုတော့ဘာဖြစ်ပါဘူးမဲ့တကယ်ကြတော့နိုင်ငံတိုင်းမှာကပညာတတ်တဲ့လူနဲ့ပညာမတတ်တဲ့လူမှာအမိရှည်ရနဲ့အမိတိုတာပဲกว่าတာပေါ့နော်ကိုကအမိရှည်ပဲရှင်တဲ့အခါမှာကိုကအမိတိုနေတော့အားငယ်တာပေါ့အဲ့လောက်တော့ပဲကိုကပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါ